တခါတခါမမျော်လင့်ပဲကြုံတွေ့ရတဲ့ထုံးစံတဲ့ကိစ္စတွေကလူစိတ်ကိုဖန်ဆားတတ်တယ်။ဒီဖြစ်ဖြစ်လေးကတော့မရှင်းပြနိုင်တဲ့အရာတွေကိုစိတ်ဝင်စားတဲ့မိတ်ဆွေတွေအတွက်ပါ။နာဂါဆာကီစီမှာနေထိုင်တဲ့မူလာတန်းကျောင်းသားလေးတယောက်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုပါ။ တညမှာကောင်းလေးကသူ့အခန်းထဲကကိုတင်မောမှာအိပ်ပျော်နေပါတယ်။ရွတ်တရက်ပြန်သိမ်းပေါက်ဘက်ကနေပြင်းထန်တဲ့အလင်းရောင်တစ်ခုပြန့်နှံ့ဝင်လာတာကိုတတိထားမိလိုက်ပါတယ်။မျက်လုံးပွင့်ရင်းကြည့်လိုက်တော့လေးပြပန်းကန်းလောက်ရှိရဲ့ UFO လေးတစ်စင်းပြသိမ်းပေါက်ကနေဖြည်းဖြည်းချင်းဝင်လာတာကိုတွေ့လိုက်ရပါတယ်။ ဒီ UFO လေးကသူ့ဘိုက်ပေါ်ကိုဖြင်းရင်းစွာဆင်းသက်လာခဲ့ပါတယ်။အဲ့ဒီတော့ကသူဟာဘာမှမသိလိုက်ပဲပြန်အိပ်ပျော်သွားပါတယ်။မနက်မိုးလင်းတော့နိုးလာပြီးကြည့်လိုက်တဲ့အခါ UFO လေးကပျောက်ကွယ်နေပါပြီ။သူကဒါဟာအိမ်မက်တစ်ခုပဲလို့ထင်ခဲ့ပါတယ်။ ဒါပေမဲ့သူခြုံထားတဲ့ထူတဲပြီးအမွှေးရှိတဲ့ဆောင်းပေါ်မှာထူးဆန်းတဲ့အမှတ်သားလေးတစ်ခုရှိနေတာကိုတွေ့လိုက်ရပါတယ်။ဒါကဘယ်လိုအရာမျိုးလဲဆိုတာဘယ်သူမှမပြောပြနိုင်တဲ့လျှို့ဝှက်စမ်းကြယ်တဲ့စဝိုင်းလေးတစ်ခုဖြစ်ပါတယ်။ဒီအမှတ်သားလေးကဘာဖြစ်မလဲဆိုတာစိတ်ဝင်စားစရာပါ။လူသားတွေရဲ့စိတ်ကမရှင်းပြနိုင်တဲ့အဖြစ်အပျက်တွေအတွက်အမြဲတမ်းအဖြေရှာဖို့ကြိုးစားတတ်ပါတယ်။ UFO တွေကဂျိုသားလေးတွေကကဘာပေါ်ကပိုးကောင်လေးတွေကိုသူ့တည်တနာလုပ်ဖို့ခေါ်သွားနိုင်တယ်လို့တချို့သူတွေကစိတ်ကူးယဉ်ကြပါတယ်။နောက်ပြီးအဲ့ဒီပိုးကောင်လေးတွေကဂျိုသားတွေအတွက်အားကောင်းတဲ့လက်နက်ဖြစ်သွားနိုင်ပါသေးတယ်။ ဒီအဖြစ်ပြက်လေးကတာမန်အိမ်မက်တစ်ခုလို့ထင်ရပေမဲ့ဆောင်းပေါ်ကအမအသားလေးကမတိစိတ်ထဲမှာတဲလွန်ဆက်တစ်ခုကြံအိခဲကာကိုပြသနေပါတယ်။ထူးဆန်းတဲ့အဖြစ်ပြက်ဒီဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာအမဲရှိနေတတ်ပြီးတချို့ကတော့တဲလွန်ဆက်တွေကိုခြံထားခဲ့ပါတယ်။မရှင်းပြနိုင်တဲ့ဒီလိုရာတွေဟာဘယ်တော့မှမကုံဆုံးနိုင်တဲ့လူရွှေချက်တွေနဲ့ပြည့်နှက်နေတုံပါပဲ။